အားလုံးပဲမင်္ဂလာပါရှင်ပထမအဆုံးအနေနဲ့ဒီ page လေးကို like and follow လုပ်ပေးကြတဲ့အရောက်စီတိုင်းကိုကျေးဇူးတင်ကြောင်းပြောချင်ပါတယ်ဆိုတော့ဒီနေ့မှာတော့ဒီ page လေးရဲ့ like and follow 1000ပြည့်တဲ့အထိမ်းအမှတ်အနေနဲ့စိတ်ဝင်စားဖွယ်ကောင်းတဲ့အစီအစဉ်လေးတစ်ခုကိုစီစဉ်ထားပါတယ်အဲ့ဒါဘာလဲဆိုတော့ညံစမ်းမေးခွန်းလေးတွေကိုဖြေရမှာဖြစ်ပါတယ်မေးခွန်း9ခုကိုမေးသွားမှာဖြစ်ပြီးတော့ဒီမေးခွန်းများရဲ့အဖြေကိုအများဆုံးဖြေနိုင်တဲ့သူကိုရွေးချယ်ပြီးတော့ဆုချီးမြှင့်သွားမှာဖြစ်ပါတယ်မေးခွန်းလေးတွေကိုမမေးခင်မှာအရင်ဆုံးဘယ်လိုဖြေရမလဲဆိုတာကိုအရင်ဆုံးပြောချင်ပါတယ်အခုဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ကလေးလူငယ်လူကြီးကြားမမရွေးလူမျိုးဘာသာမရွေးဖြေဆိုနိုင်ပြီးတော့ကိုတဦးတယောက်ချင်းပဲဖြစ်စေပြီးတော့တငယ်ချင်းလေးတွေနဲ့တိုင်ပင်ပြီးတော့ဖြစ်စေဖြေဆိုခွင့်ရှိပါတယ်ဒါပေမဲ့ဒီမေးခွန်းလေးတွေရဲ့အဖြေတွေကိုတော့ page messenger ကိုပို့ပေးရမှာဖြစ်ပါတယ် comment မှာရေးထားတဲ့အဖြေတွေကိုလုံးဝထည့်တွက်ပေးမှာမဟုတ်ပါဘူးဒီမေးခွန်းလေးတွေရဲ့အဖြေတွေကိုဒီလ9ရက်နေ့နောက်ဆုံးထားပြီးတော့ page messenger မှာပို့ပေးစီခြင်းပါတယ်မေးခွန်းလေးတွေကိုစလိုက်ကြရအောင်နံပါတ်1မေးခွန်းကတော့လှလှရဲ့အဖေမှာသမီး4ယောက်ရှိတယ်ဝါဝါစိမ့်စိမ့်နီနီဆိုရင်နောက်တစ်ယောက်ကဘယ်သူဖြစ်မလဲနံပါတ်2မေးခွန်းကတော့ကိုပိုင်ဆိုင်ထားပေမဲ့ကိုထက်သူများတွေပိုသုံးတာပါလဲနံပါတ်3မေးခွန်းကတော့မုတ်ဆိုးတစ်ယောက်ကတစ်ပင်ပေါ်မှာနားနေတဲ့ငှက်73ကောင်ထဲမှာတကောင်ကိုပြစ်လိုက်မယ်ဆိုရင်အဲ့ဒီတစ်ပင်ပေါ်မှာငှက်ဘယ်နှကောင်ကျန်မလဲနံပါတ်4မေးခွန်းကတော့အပေါ်ကိုတက်ပြီးဆိုရင်ဘယ်တော့မှအောက်ပြန်ဆင်းမလာတာပါလဲအဲ့ဒါကတော့မြင်လည်းမမြင်ရဘူးထိလို့ကင်လို့လည်းမရပါဘူးနံပါတ်5မေးခွန်းကတော့အဖေ2ယောက်နဲ့သား2ယောက်ဟာတနေ့9ဖမ်းဖို့ထွက်လာကြပါတယ်တနေ့ကို9များနေပေမဲ့9 3ကောင်ပဲဖမ်းမိကြတယ်အဖေတယောက်ကတော်ပြီကွာတဲ့ငါတို့က3ကောင်ဆိုလုံလောက်ပါပြီတယောက်တစ်ကောင်စားကြတာပေါ့တဲ့အဲ့ဒါဖြစ်နိုင်ရဲ့လားဘာကြောင့်လဲနံပါတ်6မေးခွန်းကတော့သူ့မှာကအရေးပြားလည်းမရှိဘူးအယိုးလည်းမရှိဘူးသွေးလည်းမရှိပေမဲ့လက်မနဲ့လက်ချောင်းလေးချောင်းတော့ရှိတယ်တဲ့အဲ့ဒါဟာဘာဖြစ်မလဲနံပါတ်9မေးခွန်းကတော့လှုပ်တဲ့သူအတွက်ကမလိုဘူးဝယ်တဲ့သူအတွက်ကလည်းမသုံးဘူးသုံးတဲ့သူအတွက်လည်းမမြင်ရဘူးအဲ့ဒါဟာဘာဖြစ်မလဲနံပါတ်10မေးခွန်းကတော့အကယ်၍17နဲ့2ပေါင်းလို့တိရမယ်ဆိုလို့ရှိရင်10နဲ့5ပေါင်းရင်ဘယ်လောက်ရမလဲနံပါတ်9မေးခွန်းကတော့ငါသူကသူ့ကိုသူပြောပြထားတယ်ငါအသက်ကတဲ့နိုင်ပိုင်းနဲ့တိုင်းတာလို့ရတယ်ငါပင်ရင်စောစောသေးပြီးတော့ဝိုင်းရင်တော့ကြာကြာခံတယ်လေကတော့ငါရန်သူပဲသူကဘယ်သူဖြစ်မလဲမေခွန်းလေးတွေကတော့ဒါပါပဲဒီဗီဒီယိုမှာတည့်ရဲ့အဖြေကအမှားသည်ဖြစ်စေမှန်သည်ဖြစ်စေဘဟုတုတတော့ရမှာဖြစ်တဲ့အတွက်ကြောင့်တည့်ရဲ့အချိန်ကလုံးဝမယုတ်စေရပါဘူးဆိုတော့ဘသူကအဖြေမှန်အများဆုံးနဲ့အမှတ်အများဆုံးကိုရပြီးတော့အဖြေမှန်လေးတွေကဘာလဲဆိုတာကိုနောက်တစ်ပတ်မှာဒီ page ကနေပဲကြေညာသွားမှာဖြစ်တဲ့အတွက်ကြောင့်ဒီ page လေးကို like and follow လုပ်ပြီးတော့ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့စောင့်ကြဖို့ပြောပြချင်ပါတယ်